kimono ချုပ်ရိုးပြုတ်တဲ့အထိရှက်သီးတွေပြစ်လာခဲ့တဲ့ဗီဒီယိုလေးပေါ့ရှင်ရောရပြီးထင်းနေရကန်ကောင်းလို့ဟုတ်ခန်းဝယ်ထားလို့မယိုခဲ့ရဘူးပေါ့နော်お前はもう死んでいる何 behind the sun ဆိုပြီးတော့ရိုက်လိုက်တာပဲပြန်လာတော့ကားပေါ်မှာဗီဒီယိုတွေပြန်ကြည့်ရင်းနဲ့သွေးတွေတက်နေပြီထမင်းကြီးဆွမ်းအောင်ဆွဲပြီးရှောက်သွားနေသလိုပဲပထမဆုံးသွားလိုက်တဲ့နေရာအာရရှိယာမှာအရန်မိုးတွေရွာပြီးတော့အဲ့မှာပေမာစိုးလို့လမ်းကိုထိန်းရှောင်ရင်းနဲ့ချုပ်ရိုးကပြုတ်သွားတာကွာဘာတရားမှလည်းမကြည့်ခဲ့ရဘူးမိုးအရန်ရွာပြီးတော့ humidity တွေအရန်များပြီးတော့အိုးအရန်လဲပူတာပဲဘဆာရာဆိုတဲ့ kimono ငှားတဲ့နေရာပေါ့နော်ကျွန်တော်သွားတော့ကတော့အဆိုင်ရုံးကအန်ဒီကြီးကလည်း recommend ပေးလို့နောက်ပြီးတော့ကျွန်တော်ဒီ Google မှာလည်းရှာလိုက်တော့ဒီဟာထိတ်ဆုံးထွက်လာတယ်နောက်ပြီးတော့ရွေးရတာဘာညာကလည်းသူကဒီမှာ English လို့လည်းပါတယ်သူ menu မှာကြည့်လို့ရတယ်အဲ့ဒါဆိုတော့ user friendly လေးဖြစ်တော့ကြတော့ဒီမှာပဲ booking တင်လိုက်တယ်ပေါ့နော်ဒီထက်ကကျွန်တော် premium package ကိုကြည့်လိုက်တယ်ကြည့်ပြီးတော့အဲ့ဒီထဲမှာ menu ထဲမှာဟိုဒီကြည်ရင်းနဲ့ကနေပြီးတော့ okay လုံးမယ်လို့ဆိုပြီးတော့ဒါတွေပေါ့ကွာကျွန်တော်ကပထမဆုံးမဟုတ်ဘူးလားဆိုတော့ဘလိုဟာတွေကဘလိုပစ္စည်းတွေမှလည်းမသိဘူးအဲ့မှာကေတာဆိုတာလည်းဘာမှလည်းမသိဘူးအဲ့နဲ့ကျွန်တော်ဒီ Google မှာသွားရှာသေးတယ်ပေါ့နော်ကေတာဆိုတာဖက်နက်ကိုပြောတာပါဒါပေမဲ့အရန်နာတယ်အဲ့နဲ့ဒီစပင်လဲလုံးမယ်လို့ဆိုပြီးတော့ကျွန်တော် accessory ဘာညာကတော့မရွေးတော့ဘူးဟိုမလောက်တော့ဟိုမှာလဲထပ်ပြီးတော့ဟိုရောက်တော့မှလဲ store ကိုရောက်တော့မှလဲထပ်ပြီးတော့ရွေးလို့ရတာဆိုတော့ကြတော့ okay East Japan မဟုတ်ဘဲနဲ့ Western Japan ပေါ့နော်တဲက Kyoto Station Kyoto သွားတော့ခဲ့တာလေးပါဒါကျွန်တော်အခုက September 23ဆိုတော့ okay 25မရအောင်26 27နေစပြီးတော့ရရပါတော့ okay 27ထားပါတော့အဲ့မှာကျွန်တော်တို့အချိန်နေပါရွေးပေါ့နော်ကျွန်တော်တယောက်make a reservation ဒီမှာအချိန်ရွေးလို့ရတယ်ဒီမှာဆိုရင်8နာရီမှာဆိုလို့ရှိရင်4ယောက်ကျန်နေတယ်ပါညာပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်ရွေးရထားပါတော့9နာရီပဲထားအခုလောလောဆယ်ဒါ8520ပေါ့နော် customer information ဒါကတော့ဟိုတငယ်ချင်းနေမိသားစုတွေနဲ့ပေါင်းပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တယောက်တည်းပဲပေါ်မှာဆိုတော့တယောက်တည်းအဲ့ဒီထဲကနေပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ပေါင်းလို့ရတယ်ပေါ့နော်နာမည်ပါညာသားတစ်ခါထည့်ပါညာထည့်ပေါ့နော်ထည့်ပြီးလို့ရှိရင် तू ကအခုပါတာ standard ဆိုလို့ရှိရင် तू က free ကွာကျွန်တော်အဲ့တော့ UOD hair stand set standard သူ့ရဲ့ standard ကိုပဲရွေးလိုက်တယ်ပြီးတော့ accessory ကိုပဲထည့်ထည့်မယ်ပေါ့နော်ကျွန်တော်စပင်းဒီစတုံးကြီးကျစ်ဆံမိရမကြိုက်လို့ဒီဟိုဟာနဲ့ဗာလဲ kimono ဝတ်စုံနဲ့အဲ့ဒီလိုစတုံးကြီးကျစ်ဆံမိရနဲ့မလိုက်ဘူးထင်လို့ကျွန်တော်ရိုးရှင်းဆုံးဟာပဲရွေးလိုက်တယ်အဲ့ဒါပြီးတော့ဒါဒီကွာခါမှာပတ်တဲ့ဟာလေးတွေကွာအဲ့ဒါလေးတွေကဒီမှာမရွေးလဲကိစ္စမရှိဘူးဆိုင်အောင်ရောက်တော့မှကိုယ့်ကိုလိုက်တဲ့ဟာကြည့်ပြီးရွေးလို့ရတယ်ပေါ့နော်ဒီဟာ security pack 900ဆိုတာလေဒီအောက်မှာတွေ့တဲ့အတိုင်းပဲ this service cover repair cost for spill pool rain strain damage etc အဲ့ဒါကိုကျွန်တော်ကလေ booking ယူတဲ့အချိန်တုန်းကကျွန်တော်ကဒီအစားအသောက်ကပေးတဲ့ဟာကိုပဲ cover ဖြစ်တယ်ထင်လိုက်တာဒီဟိုခန်းပေါ့နော်ဒီတခြားအညစ်အကြေးပေးတာတွေဘာတွေကို cover မဖြစ်ဘူးထင်တာဒါပေမဲ့တကယ်တမ်းကျတော့ဒီဟာကျွန်တော်ဒီဟာဝယ်လိုက်တာ cover ဖြစ်သွားတယ်ပေါ့နော်စောနာပြဲတဲ့ဟာ cover ဖြစ်တယ်ကျွန်တော်တွေးလိုက်တာလေ kimono ဆိုတာဈေးကြီးရယ်လေးဝယ်မယ်ဆိုလို့ရှိရင်အဲ့ဒါဆိုတော့ငါဒီဟိုခန်းလေးတော့ဝယ်လိုက်မှလားမသိဘူးလို့ဆိုပြီးတော့ပုံမှန်အဖြစ်တော့သူက9နာရီခွဲဟိုပြန်ပေးရတယ်ပေါ့နော်အဲ့မှာကျွန်တော်နည်းနည်းတော့နောက်ကျသွားတယ်ဒါပေမဲ့သူတို့15မိနစ်လောက်လာမသိဘူးနောက်ကျသွားတယ်ဟိုလမ်းနေပိတ်ပြီးတော့မိုးတွေရွာပြီးတော့ဒါပေမဲ့သူတို့က Google မှာ review ရေးခိုင်းပြီးတော့အဲ့ဒါမပေးလိုက်ရအောင်ပေါ့နော်မဟုတ်လို့ရှင်တော့ကျွန်တော်2000ကျော်လောက်ထပ်ပြီးပေးရမယ်ဒါပေမဲ့ဒါကတော့ကျွန်တော်တို့သူတို့အမြဲတမ်းအဲ့လိုပဲလုပ်တယ်ထင်တာပါပဲအဲ့လို Google မှာဆိုလို့ရှင်လည်းသူတို့ review တွေကောင်းနေဆိုတော့လေအဲ့လို review ရေးပြီးတော့နောက်ကျတဲ့အချိန်ကိုပဲ cover လုပ်လိုက်တယ်ထင်တာပဲဒါတွေကတော့ကိုက9နာရီခွဲမှာပြန်မအပ်ချင်ဘူးနောက်ရက်မှာပြန်အပ်ချင်တာဘာညာဆိုလို့ရှင်ဒီလိုမျိုးရွေးလို့ရတယ်ပေါ့နော်အဲ့ဒါပါပဲအားလေးလာပြပြတာပါကျေးဇူးတင်ပါတယ်ဆင်းလို့ရပြီလားရပြီ